Blackpink အဖွဲ့ဝင်လီဇာရဲ့နာမည်ကိုကြားလိုက်ရင်သူမဟာ K-pop လောကမှာအရေးပါတဲ့အပြောင်းအလဲတစ်ခုကိုစားပြုတဲ့ထိုင်းနိုင်ငံသူပါ1998ခုနှစ်မတ်လ29ရက်နေ့ထိုင်းနိုင်ငံမှာလီဇာကိုမွေးဖွားခဲ့ပါတယ်ငယ်စဉ်ကတည်းကအကားကိုဆွဲလန့်ခဲ့ပြီး YG Entertainment ရဲ့ထိုင်းနိုင်ငံ audition မှာလူ4000ကျော်တဲ့ကနေတအူတဲ့ရွေးချက်ခံရသူဖြစ်လာခဲ့ပါတယ်ကိုရီးယားကိုတယောက်တည်းရောက်လာပြီး9နှစ်ကျော်ကြာခက်ခဲများစွာကြိုးစားခဲ့ရပါတယ်လီဆာရဲ့အောင်မြင်မှုတွေဟာ Blackpink အထွတ်မှာတမကတကိုယ်တော်လှုပ်ရှားမှုတွေမှာပါထင်ရှားပါတယ်သူမဟာ Blackpink ရဲ့ main dancer ဖြစ်ပြီးသူမရဲ့ dance performance video တိုင်းဟာကမ္ဘာတဝန်းမှာ viral ဖြစ်ပြီးအကနေပင်မှာစံပြပုဂ္ဂိုလ်ဖြစ်ပါတယ်လာလီဆာတချင်းဟာ24နာရီအတွင်း YouTube မှာကြည့်ရှုမှုအများဆုံးစံချိန်ကိုချိုးခဲ့ပြီးမာနီတချင်းဟာလည်းကမ္ဘာချတ်တွေမှာလျင်မြန်စွာထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်စီလီနဲ့ဘောဂရီလိုနာမည်ကြီး brand တွေရဲ့ global ambassador ဖြစ်တဲ့အပြင် Instagram မှာ follower အများဆုံး K-pop idol ဆိုတဲ့ဘွဲ့ကိုလည်းပိုင်ဆိုင်ထားပါတယ်။အမှုပညာနယ်ပယ်မှာနောက်ထပ်ခြေတလန့်အနေနဲ့ HBO ရဲ့ The White Lotus Season 3မှာပါဝင်သရုပ်ဆောင်တော့မှာဖြစ်တဲ့အတွက်သူမရဲ့အရေးချင်းတွေကိုပုံမကျေပြတ်တဲ့ပုံစံမျိုးနဲ့မြင်တွေ့ရအောင်ပါ။လီဇာဟာထိုင်းနိုင်ငံကနေစပြီးကမ္ဘာ့စင်မြင့်ကိုတင်ပိုက်ခဲ့သူပါ။သူမရဲ့အစွဲအားမှန်နဲ့စွမ်းဆောင်ရည်တွေကလူငယ်တွေတို့အိမ်မက်တွေနောက်ကိုလိုက်ဖို့အကောင်းဆုံးအားပေးမှုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကြိုက်နေတဲ့ဆိုရင် like နဲ့ share မမေ့ပါနဲ့နော်